ကျမတို့မူကြပါစားခင်ဗျာဒီနေ့မျှဝေပေးချင်တာကတော့ spicy ထမင်းတုပ်နီလေးပဲဖြစ်ပါတယ်ဒီထမင်းတုပ်လေးမှာတော့ spicy အနှစ်ရယ်မာလာအနှစ်ရယ်ရောဆက်ပြီးတုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်အရသာကတမူထူးခြားပြီးတော်တော်လေးစားကောင်းနေပါတယ်ကျွန်တော်ကတော့ကြက်သားကိုအသုံးပြုမှာဖြစ်ပါတယ်ရေစဲသက်ဆင်ထားတဲ့ကြက်ရင်ပုံကိုနိုင်ဝက်ခန့်ပြုတ်ပါမယ်ကြက်သားပြုတ်ထားတော့မှလိုအပ်တာတွေပြင်ဆင်ပါမယ်ကြက်သွန်ဖြူကြက်သွန်နီနဲ့အသီးရွက်ကိုတော့ဒီမှာအလွယ်တကူရနိုင်တဲ့ကော်လခိုင်းညွန့်ကိုအသုံးပြုထားပါတယ်ထမင်းတုပ်စားတဲ့အခါကျွတ်နဲ့ဝါလို့ကောင်းကော်ဖီလေးလည်းလိထည့်ထားပါတယ်မာလာအနှစ်လေးနဲ့ရောဆက်ပြီးတုပ်တာဖြစ်တဲ့အတွက်ကြောင့်အသီးရွက်ကတော့များများထည့်လေးစားကောင်းလေးပဲဖြစ်ပါတယ်ကြက်သွန်နီကြက်သွန်ဖြူကိုတော့ပပလေးပြီးအစိမ်းထဲတုပ်မှာဖြစ်ပါတယ်အဆက်ရလာခဲဖို့နဲ့ဟင်းမွေးကာလာလာဖို့အတွက်ကိုလည်းငရုတ်သေးနီနဲ့ငယ်လှီထည့်ထားပါတယ်ပြီးတော့ပြင်ဆင်ထားတဲ့သီးရွက်တွေအားလုံးကိုရေစိမ်ထားလိုက်ပါမယ်နိုင်ဝက်ခန့်ကြက်သားပြုတ်ပြီးတဲ့အခါပြန်လည်ဆယ်ယူထားပါမယ်ကြက်ပြုတ်ရည်ထဲမှာပဲကော်လခိုင်းညွန့်တွေကိုတစ်ခါတည်းထည့်ဖြောပါတယ်ပြုတ်ထားတဲ့ကြက်သားကိုတော့ခဏအေးခံပြီးမှုပေးပါမယ်အခုလိုမှုပြီးမှကြက်သားတုပ်မှာဖြစ်တဲ့အတွက်ကြောင့်ရင်ပုံသားကပို့ပြီးတော့ကောင်းပါတယ်အလုံးစင်ပင်ဖြစ်ပြီးဆိုရင်တော့ဟင်းပွဲစပြင်ပါမယ်ပြင်ဆင်ထားတဲ့သီးရွက်တွေနဲ့မြေပဲလော်ထည့်ပါမယ်ရတာအတွက်ကိုတော့စားဟင်းခမ်းမုတ်နဲ့ကြက်သားမုတ်နဲ့ငယ်ထည့်ပါတယ်spicy အနှစ်နဲ့မာလာအနှစ်ကိုတော့ရမ်မီတစ်စိတ်ကိုအသုံးပြုထားပါတယ်ရမ်မီ spicy အနှစ်ကဈေးနှုန်းတင့်တယ်ပြီးအရသာတော်တော်လေးကောင်းပါတယ်ဒီ spicy အနှစ်ဆော့မှာဆိုရင်ကိုရီးယားအနက်ရတာလေးပါဝင်တာကြောင့်အားလုံးလည်းကြိုက်ကြမယ်ဆိုတာသိကြပါတယ် FDA ရရှိပြီးဖြစ်တာကြောင့်လည်းယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်ကြက်သားတုပ်ပြီးတဲ့အခါတဝက်ခွဲပြီးကျန်တဲ့တဝက်ကိုထမင်းနယ်ပါမယ်။ရလာပေါ့မသွားဖို့အတွက်မာလာနှစ်လေးအနှဲငယ်ကူပါတယ်။ထမင်းနယ်နေရင်းနဲ့မှထွက်လာတဲ့အနှံကပြင်းလွင်မျိုးရဲ့ညဈေးထဲရောက်သွားတယ်လို့ကိုမှုေးပြတ်နေပါတယ်။ရတာကလည်းတော်တော်လေးစားလို့ကောင်းတာကြောင့်အားလုံးလည်းလိုက်လို့စားကြည့်ဖို့အကြံပြုလိုက်ပါတယ်။ဆုံးလင်းကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ကတော့စောအိုင်းစီပါ။